Assalamu alaikum wa rahmatullahi wa barakatuh ကျွန်တော်ဒီနေ့တင်ပြမယ့်ခေါင်းစဉ်အကြောင်းအရာလေးကလူငယ်များနဲ့ tasawuf အလီမီ tasawuf ပဲပြောပြော tazkiya ပဲပြောပြောเนาะကျွန်တော် suluk ihsan အားလုံးကအတူတူပါပဲဥစွာပထမအနေနဲ့လူငယ်တို့ကျွန်တော်သုံးညင်တာကအသက်20 21ကနေစပြီးတော့ဒီ41အောက်ပိုင်းပေါ့နော်20 21ကနေ41အောက်ပိုင်းလူတော်များများចောင်းသားတွေလည်းမေးကြတယ်မေးခွန်းတွေရှိတယ်အဲ့ဒီမေးခွန်းတွေအားလုံးကိုခြုံငုံသုံးသပ်ပြီးတော့ကျွန်တော်ဗီဒီယို record လေးလုပ်ပြီးတော့အခုတင်ပြပေးတာပေါ့နော်ဥစွာပထမအနေနဲ့လူငယ်တွေကျွန်တော်တို့ ilmi tasawuf tazkiya ihsan ဒီလမ်းစဉ်ကိုကျွန်တော်တို့ကျင့်ကြံတော့မယ်ရှောက်လန်းတော့မယ်ဆိုရင်ဥစွာပထမအနေနဲ့ essential မရှိမဖြစ်လိုအပ်တာကကုရ်အာန်ဟာဒီစ်ဒီကုရ်အာန်နဲ့ဟာဒီစ်ကိုဘယ်သူကသင်ပေးတာလဲဆရာသမားတွေသင်ပေးတာဆိုတော့ဆရာတွေကလည်းအရေးကြီးတယ်ကုရ်အာန်ဟာဒီစ်ကိုသင်ပေးတဲ့ဆရာတွေကဒီကုရ်အာန်ရဲ့အကြောင်းအရာတွေမှာတက်ဖ်ဆီရှင်းတဲ့အခါမှာဟာဒီစ်ကကျွန်တော်တို့ commentary တွေရှင်းတဲ့အခါမှာတိတိကျကျပြောဖို့တော့လိုတယ်ဆိုတော့လူငယ်တွေအနေနဲ့နှစ်ပိုင်းခွဲပြောမှာဖြစ်တယ်တစ်ခုကကျွန်တော်တို့ Hafiz Maulvi Qari Mufti သွားတဲ့လမ်းကြောင်းတစ်ခုရှိမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အပြင်ကျောင်းသားအနေနဲ့အပြင်ကနေပြီးတော့ဆရာတွေနဲ့လေ့လာပြီးတော့ international online platform တွေလေ့လာမယ်เนาะလေ့လာပြီးသွားတဲ့လမ်းကူတစ်ခုရှိမယ်ဥပမာ Al Azhar Islamic University Malaysia မှာသွားပြီးလေ့လာတာရှိတယ်တချို့ကပြည်တွင်းမှာလေ့လာတာရှိတယ်ဘယ်လိုပဲလေ့လာကုရ်အာန်ကဒီကုရ်အာန်ပဲကျမ်းတွေကလည်းဒီကျမ်းတွေပဲအလီဆွန်နတ်ဝလ်ဂျမာအတ်နဲ့ပတ်သက်ပြီးတော့ဥစ္စာပထမအနေနဲ့တဇကီယာကိုရှောက်လန်းတော့မယ်ဆိုရင်အဒပ်အရေးကြီးပါတယ်ဆရာတွေကလည်းအဒပ်ကိုသင်ပြီးဖို့နံပါတ်1အဒပ်မရှိဘဲနဲ့တပည့်တွေကအီလင်တတ်သွားတယ်ဆိုရင်ကိုယ့်တော်ပြန်ပြီးတော့စကားအတုံးရိုင်းတာတို့เนาะအမူအကျင့်အားလုံးပေါ့နော်ဒီရိုင်းဆိုင်နဲ့အသွင်ပြင်လက္ခဏာတွေအားလုံးကဒါပါလာမှာဖြစ်တယ် ilmi tasawuf က foundation essential က adab ပြီးသွားလို့ရှိရင်ကျွန်တော်တို့က ilm လို့တယ်ဒီ adab နဲ့ ilm နဲ့ကြားထဲမှာ tazkiya ရှိတာ tazkiya ဆိုကျွန်တော်ဗာလဲတန်ရှင်းစင်ကြယ်အောင်လုပ်တာပေါ့နော်ကျွန်တော်လုံးသား ruhani jism ဆိုအုံနောက်ဒါတွေအကုန်လုံးအတွေးတန့်စင်ရမယ်နှလုံးသားတန့်စင်ရမယ်เนาะသူ့ရဲ့ root တန့်စင်နေရမယ်ဆိုဒီတန့်စင် tazkiya ဘိုင်းကအင်တန်ပဲအရေးကြီးတယ်ဆိုပညာအဒပ်လည်းရသွားပြီပညာလည်းတတ်သွားပြီဆိုဒီနှစ်ခုကြားထဲမှာ tazkiya လည်းရှိတယ်ဆိုရင်တော့ subhanallah ဒါဒိဋ္ဌိကျဲဖြစ်မဲ့လက္ခဏာဆိုဒိဋ္ဌိကျဲလို့ပြောလိုက်ရင်လေလူအများလက်ခံတဲ့ဆရာဒီဖြစ်ဖို့ထပ်အလ္လာဟ်နဲ့အလ္လာဟ်ရဲ့ရဆူလ်ကရွေးချယ်တဲ့အလ္လာဟ်ဝလီဖြစ်ဖို့အရေးကြီးတယ်စစ်မှန်တဲ့အာလင်ဖြစ်ဖို့အရေးကြီးတယ်အခုကျွန်တော်တို့ 21st century နောက်ပိုင်းမှာလူတွေကပဲ selection လုပ်တဲ့လူတွေကိုကျွန်တော်တို့ကသိကြတယ်အလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ရွေးချယ်မှုမှာဒီလူတွေရွေးချယ်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့လူငယ်တွေ tazkiya သွားမယ်ဆိုရင်နံပါတ်1ကျွန်တော်တို့adab ရှိရမယ် ilm ဒီ adab နဲ့ ilm ရဲ့ကြားထဲမှာ tazkiya ရဲ့ nafs ရှိမယ် tazkiya ရဲ့เนาะ dil dimag aql အကုန်လုံးဒါတွေကပါမယ် tazkiya အဲ့ဒါဆိုတော့ဆရာကြီးအနေနဲ့ကလည်းတပည့်တွေကိုသင်ကြားပေးတဲ့အခါမှာကျွန်တော်တို့ဥပမာတွေခိုင်းနိုင်ပြီးတော့သင်ကြားပေးရတယ်အဲ့ဒီဥပမာတွေကတပည့်တွေနားလေသဘောပေါက်အောင်သင်ကြားပေးတဲ့ဥပမာတွေဖြစ်တယ်တချို့ilm အရန်အားနေတဲ့သူတွေကြတော့ဒီဥပမာပေးတဲ့ဟာတွေကိုကုရ်အာန်နဲ့ဟာဒီစ်တွေထဲမှာတွက်ရှာလေးရှိတယ်မဟုတ်ပါဘူးဆရာတွေကတပည့်တွေကိုသင်ပေးတဲ့အခါမှာဥပမာလေးတွေတုံးတယ်တချို့ကြတော့နိုင်ငံခြားမှာရှိတဲ့စာအုပ်စာပေကနေရတယ်ဥရဒူဖာစီအာရဘီအင်္ဂလိပ်အဲ့ဒီဟာနေရတဲ့ဒီတပည့်တွေအတွက် motivation ဖြစ်မဲ့အရာတွေစိတ်ခွန်အားတိုးတက်မဲ့ enthusiasm တွေကိုကျွန်တော်တို့ကဝါကီယာအနေနဲ့ကျွန်တော်တို့ပြောပြလေးရှိတယ်ဒီပြောပြတဲ့ဟာတွေကကုရ်အာန်ဟာဒီစ်မှာပါခြင်းမလည်းပါမယ်မပါခြင်းလည်းမပါဘူး
ကုရ်အာန်ဟာဒီစ်မှာပြောထားတာတော့ဒါအကောင်းဆုံးပဲကုရ်အာန်ထဲမှာဆိုရင်လေကျွန်တော်တို့တစကီယာနဲ့ပတ်သက်ပြီးရှိတယ်ဆရာရဲ့တပည့်ဒီနဲ့ပတ်သက်ပြီးပါရှိတယ်အမေအဖေတွေကဝါလီတိုင်းနဲ့ပတ်သက်ပြီး uff ဆိုတခုမှမပြောဘဲနဲ့ပြုစုဆောင်ရှောက်ဖို့ပေါ့အလောရှင်မြတ်ဒါကုရ်အာန်ထဲမှာရှိခဲ့တယ်9နေရာမှာရှိတယ်အလ္လာဟ်ရှင်မြတ်ပြီးတာနဲ့နော်မိဘနှစ်ပါးကိုတန်းပြီးတော့တုံးထားတယ်ဆိုတော့ကျောင်းသားများအနေနဲ့ကျွန်တော်ကိုမေးတဲ့မေးခွန်းတွေတော့များတယ်ခြုံငုံပြီးပြောလိုက်တာပါဆရာရွေးရင်လည်းကျွန်တော်တို့ဆရာအရွေးမမဖို့ကုရ်အာန်ဟာဒီစ်ကိုကောင်းကောင်းနားလည်တဲ့ဆရာဖြစ်ကြမယ်လက်တွေ့ဘဝမှာကျင့်သုံးနိုင်တဲ့အထိသင်ကြားပို့ချနိုင်တဲ့ဆရာဖြစ်ကြမယ်ကျွန်တော်တို့ကုရ်အာန်ဒီနှစ်ပေါင်း1400အရင်ကကြားရောက်ခဲ့တယ်ဒီနေ့အထိ update ပါပဲ update လုပ်ဆရာမလိုတော့ဘူး update လုပ်ကမှကျွန်တော်တို့လုပ်ရမှာဒီကျမ်းက update ဖြစ်ပြီးသားကယာမတ်နေ့တိုင်းကဘာပြတ်မဲ့နေ့တိုင်း update ဖြစ်ပြီးသားကျွန်တော်တို့က update လုပ်ရမယ်ဒါဆိုတော့ကျွန်တော်သင်ပေးသင်ယူစနစ်မှာကျွန်တော်တို့ဗီဒါတ်တွေလည်းရှိကောင်းရှိနိုင်တယ်เนาะရှရီကေဆွဂီလည်းရှိနိုင်တယ်ပြာစားမှုတွေကြော်ကြားမှုတွေဂုံပကတနာတွေလောဘဒေါသမောဟအတ္တမာနတဏှာယာကဒါတွေအားလုံးကဆရာကတပည့်တွေကိုသင်ပေးတဲ့အခါမှာပမာလေးတွေနဲ့သင်ပေးရင်ပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုကကျွန်တော်တို့တာမန်လူတွေမလုံနိုင်တာကျွန်တော်တို့ကသင်ပေးတဲ့အလုပ်ပဲလုံနိုင်တယ်ကြင့်ကြံမှုအလုပ်ကိုတော့ကျွန်တော်တို့ရဲ့အရှိမရှိနေရင်တော့ဒါတိုက်တွန်းပေးလို့ရတယ်ဒါပေမဲ့ចောင်းသားတွေအချိန်တန်ပြီးစနတ်ကြသွားပြီးကိုယ်နေရာကိုပြန်နေဆိုရင်ဒီចောင်းသားကိုကျွန်တော်တို့တွားပြီးတော့အခုခေတ်မှာဆို Viber group တွေဖွင့်ပြီးကျွန်တော်လုပ်ပေးနေလို့မရဘူးသူ့ရဲ့အသိစိတ်ဓာတ်မှာတော့ပါဝင်သွားရမယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ကိုမိထားတဲ့မိကွန်းမှာဆိုလူငယ်တွေတက်စကီယာတဆဝုဖ်နော်တရီကတ်ဒီလမ်းနဲ့ရှောက်မယ်ဆိုရင်ရှောက်လို့ရပါတယ်အသက်21ကနေစပြီး41အောက်ထိရှောက်လို့ရတယ်ရှောက်လန်းလို့ရတယ်စစ်မှန်တဲ့တကယ်ပေမရှိုင်းတွေကိုကျွန်တော်လက်တွဲပြီးတော့တွားမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာကလည်းအခုနပြောပြသလိုကျွန်တော်တို့ပေမရှိုင်းလို့ပြောလိုက်ရင်ပေါ့ပင်နေအနောက်ပဲလိုက်တာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့တကယ်စစ်မှန်တဲ့ဆရာတွေကဆိုဘတ်မှာရှိရမယ်သူတို့သင်ပေးတဲ့အချိန်ကိုကလေးလာတဲ့အချိန်ဖြစ်ကြမယ်အဲ့ဒါဆိုရင်တော့အင်ရှာလာလွယ်ကူမှုအလောရှိမှပေးလိမ့်မယ်ဆိုတော့ဆေးမွတ်စလင်เนาะကျွန်တော်ရီယာတိုဆာလီမှာလည်းအများကြီးဟာဒီစ်တွေရှိတယ်အဘူဟူရိုင်ရာတခင်ဆင်ပြန်တဲ့ဟာဒီစ်တွေအီလမ်တစ်ခုအတွက်လူကြောက်ကတဏှာကတဏှာကိုတွားပြီးတော့ပညာလေးလာစီးပူးမယ်ဆိုရင်အဲ့ဒီတွားပြီးလေးလာစီးပူးတဲ့အစားအလောရှိမြတ်ကသူ့ကိုဂျန်နတ်အတွက်လွယ်ကူမှုကိုအလောရှိမြတ်ဖန်တီးပေးလိုက်မယ်အီလမ်ကအမ်တန်ပဲအရေးကြီးတယ်ကျွန်တော်တို့ရဆူလ်ကိုရောမြတ်ဆလ္လာလဟ်အလัยဟိဝါဆလမ်မနက်အရာထားပြီးဆိုရင်ဒီဒူအာလေးကိုကျွန်တော်ဘယန်တိုင်းမှာပြောပြတယ်အလ္လာဟူမအင်နီအစအလူကအီလ်မန်နာဖီယာဝရစ်ကန်တယီဘာဝအမလန်မူတကဘလ်အီလမ်ကိုတောင်းတယ်ရစ်ကိုတောင်းတယ်ဟာလာလ်ကရစ်ကိုတောင်းတယ်အမလ်ကိုတောင်းတယ်တပည့်တပန်းတွေကကျောင်းကထွက်သွားပြီဆိုရင်တော့အဲ့ဒီ၃ခုကိုအီမန်အစ္စလာမ်အဟ်ဆန်ဒီ၃ခုနဲ့ပတ်သက်ပြီးတော့အီမန်အစ္စလာမ်အဟ်ဆန်နဲ့ပတ်သက်ပြီးအီလမ်ရဲ့ကျွန်တော်တို့အခုနရစ်ဇစ်ရဲ့အမလ်ရဲ့ဒီ၃ခုကိုကျွန်တော်တို့တေချာလေးရှင်းပြမယ်ဆိုရင်တော့အလောရှင်မြတ်အတနာတော်နဲ့ဒါဟီဖာဇတ်ရရှိမှာဖြစ်တယ်တချို့ကြတော့လေအခုခေတ်မှာက40ကျော်မှပဲဒီတက်စကီယာအဆန်တဆာဝဖ်လမ်းစဉ်ကိုရှောက်လမ်းမယ်ဆိုပြီးတော့ပြောတဲ့လူတွေလည်းရှိတယ်ကောင်းပါတယ်ဘလို့ပဲဖြစ်ဖြစ်အလ္လာဟ်ဟယတ်နဲ့ထားတယ်ဆိုရင်တော့40ကျော်မှပဲလုပ်လေဒါရပါတယ်ခုန22နှစ်ကျော်တဲ့မှာလေလုပ်ပိုင်ခွင့်ရှိတယ်ကျွန်တော်တို့တေချာဆုံးဖြတ်ပြီးတော့လုပ်ရမယ်တကယ်ဆရာကောင်းတွေ့ဖို့လည်းအရေးကြီးတယ်ဟာဂျတ်တာဂျွတ်ဖတ်ပြီးတော့ကျွန်တော်ကိုဒီဂျစ်စင်ရူနဖ်စ်အကလ်နော်ဒီအရင်နဲ့ပတ်သက်ပြီးတက်စကီယာလုပ်ပေးမဲ့ဆရာတကယ်အလ္လာဟ်နဲ့အလ္လာဟ်ရဲ့ရဆူလ်ကိုချစ်တတ်အောင်အမိန့်နာခံတတ်အောင်သင်ပေးမဲ့ဆရာရအောင်အလ္လာဟ်ရှိမှသူကတောင်းဖို့လိုပါတယ်ပြီးမှပဲကျွန်တော်တို့ဒီတက်စကီယာတဆာဝဖ်လမ်းစဉ်ကိုရှောက်ဖို့ဘိုင်ပြုတယ်ဆိုရင်တော့ဒါအကောင်းဆုံးပါပဲလူတိုင်းကတော့တကယ်မြင့်မြတ်တဲ့မျိုးနွယ်တွေနဲ့ပဲဘိုင်ပြုချင်ကြတယ်ဟိုကျွန်တော်တို့အဟ်ဆွန်နတ်ဝလ်ဂျမာတ်မှာပဲပြောအဟ်လီတရှယူမှာပဲပြောကျွန်တော်တို့ကိုရောမြတ်ကြီးဆလ္လာလဟ်အလัยဟိဝါဆလမ်ရဲ့ခံတန်နေရှိတယ်
Imam Ali ရဲ့တားတော် Imam Hassan နဲ့ Imam Hussein ကျန်တဲ့တားတော်တွေရဲ့ရှိတယ်ဆရာဒီခန္ဓာနေရှိတယ် ashab ကခန္ဓာနေရှိတယ် muhajir ကခန္ဓာနေ ansar ကခန္ဓာနေရှိတယ်ဒီနောက်ပိုင်းမှာကျွန်တော်တို့ aimma တွေရှိတယ် aimma တွေရဲ့မျိုးနွယ်တွေခန္ဓာနေရှိကြတယ်ဆိုတော့ကိုဘိုင်ပြုတဲ့သူကတော့မျိုးနွယ်မြင့်မြင့်မှာတော့အားလုံးဘိုင်ပြုကျင်ကြတယ်ရှောက်လန်းကျင်ကြတယ်ဒါကတော့အားလုံးရဲ့ဟာချက်ပါပဲဒါပေမဲ့ကိုရောက်နေတဲ့ဒေတာကိုရောက်နေတဲ့နေရာမှာဆရာတပည့်ကတော့တနိုင်ငံနဲ့ဖြစ်ရင်တော့ပိုကောင်းတယ်တနိုင်ငံနဲ့ဖြစ်တယ်ဆိုရင်လည်းဒါတွာလာလို့ရတယ်ကိုကိုတည်တည်ချာချာထိန်းချောင်းကြည့်ပေးမယ်ဆရာလည်းဖြစ်ကြမယ်ဒီရူဟာနီမရစ်ပေါ့နော်ဒီရူဟာနီယောဂဖြစ်နေတာကိုလည်းတေချာကုသပေးတတ်ကြမယ်တချို့ကြတော့ဂျစ်စမ်ရဲ့ယောဂမဟုတ်ရူရဲ့ယောဂဖြစ်နေတာတချို့ကြတော့ဒီနှလုံးသားရဲ့ယောဂတချို့ကခယာလတ်ရဲ့ယောဂအကလ်ပေါ့နော်ဒီအကလ်မဟုတ်ခင်ခယာလတ်ဆိုအတွေးတွေဝင်ဒါဒီအားလုံးနဲ့စောဒကတွေကိုစစ်မှန်တဲ့မရှိုက်တဲ့ဆရာတွေကကြတော့ဒါဖယ်ရှားပေးနိုင်တယ်ဖယ်ရှားပေးဖို့လေအီလမ်ကိုတင်ပေးနိုင်တယ်အဲ့အီလမ်ကြောင့်ဖယ်ရှားပေးသွားတာတွေလည်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုမေးထားတဲ့ကျွန်တော်တပည့်တွေဒီလောက်ဆိုတော့နားတဲ့သဘောပေါက်မယ်ထင်တယ်အင်ရှာလာကိုရဲ့ဒီဘဝတန်ဖိုးရှိတဲ့ဒီ present မှာတကယ်တန်ဖိုးရှိတဲ့စစ်မှန်တဲ့ဆရာတွေနဲ့ကျွန်တော်တို့ဒီလမ်းစဉ်ကိုရှောက်လမ်းမယ်ဆိုရင်အင်ရှာလာနောက်ဘဝလွယ်ကူမှုနဲ့အောင်မြင်မှုကိုရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောကြရင်ဒီကုန်းချော့ပါတယ်ဝါအကီနူဒါဝါအလ်ဟမ်ဒူလ rabbil alamin assalamu alaikum wa rahmatullahi wa barakatuh